UPVC ခြေကျော်တကားတွေနမဲပြတ်ကြတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တကယ်ကကြီးပေါင်ကနေပြီးပြုတ်ကျသွားတယ်ပတ်တာကြီးပြတ်ကျသွားတယ်ဒီ frame နှစ်ခုက PVC frame ဆိုတဲ့အတွက်ကြောင့်မလို့စကူထိုးပြီးသွားလို့ရှိရင်အဲ့စကူက PVC ကြီးပဲစကူမမြဲဘူးမြဲဖို့အတွက်ဆိုတာဒီ PVC hollow pipe တွေအတွင်းထဲမှာအမာကန်တွေထည့်ရတယ်စက်ရုံတွေတုံနဲ့တုံမတူကြဘူးတချို့တွေကတစ်သားထည့်တာရှိတယ်တချို့တွေက hollow ထည့်တာရှိတယ်ကျွန်တော်တို့စက်ရုံမှာဆိုတော့ GN hollow သုံးတယ်ဒီပတ်တာတွေဘာလို့ပြုတ်ကျလဲဆိုတဲ့အဖြေကအဲ့ဒီမှာကိုသုံးလိုက်တဲ့အမာကန်ကောင်းခြင်းမကောင်းခြင်းနဲ့လည်းဆိုင်တယ်ချို့စက်ရုံတွေဆိုရင်မထည့်ဘဲနဲ့လုပ်တာတွေလည်းရှိတယ်ချို့ customer တွေကိုယ်တိုင်ကျွန်တော်တို့တွေပြက်လို့သွားပြန်တဲ့ခါကြလို့ရှိရင်လုံးဝအံ့အားသင့်စေတယ်တကားကိုလည်းဖြုတ်ကြည့်လိုက်တော့ဘောင်ထဲမှာဘာအမာကန်မှရှိမနေဘူးကျွန်တော်တို့ကကြတော့ဘာတွေလုပ်ပြီးလဲဆိုရင်ဒီတကားတွေမပြုတ်တော့ဖို့အရေးကြီးတာဒီအမာကန်မှကျွန်တော်တို့ကဒီစကူမြဲအောင်ဆိုပြီးတော့လုပ်လို့မရအောင်အဲ့စကူကအထက်အမာကန်ဒီတကယ်ရော weight တစ်ခုလုံးထမ်းနိုင်တဲ့အမာကန်ဖြစ်ကောင်ဆိုတော့ကျွန်တော်တို့ဒီမှာသုံးမိတဲ့ပတ်တာရှိတယ်ပတ်တာကိုစကူထိုးပြီးသွားလို့ရှိရင် PVC ဘောင်ထိုးလိုက်တယ်အဲ့ဒါမပြီးတော့အထက်မှာထည့်ထားတဲ့ GN ကိုလုံးဝမိနေအောင်ထိုးမှဒီဥစ္စာအမာကန်ကလုံးဝပိုင်ခြေကျော်တကားတွေဒါမှမဟုတ်ဘူး PVC တကားမှန်သမျှပါပဲကျွန်တော်ထုတ်လုပ်တဲ့သူတွေအနေနဲ့ကဒီတစ်ဆိုင်လုပ်တင်တာနာမည်မပြတ်ဖို့ကျွန်တော်တို့ PVC တကားကိုလူတယောက်ကသုံးပြီးသွားလို့နာမည်ပြတ်သွားတယ်ဆိုရင်နောက် PVC တကားစက်ရုံနဲ့အတွက်ထိခိုက်မှုရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေအဓိကအရေးကြီးတာကကျွန်တော်တို့လက်ရတည်တည်တက်နဲ့ဒီစနစ်တကျထုတ်ဖို့လိုရတယ်ကဲလို့ PVC တကားနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့လုပ်ပြီးသွားပြီးတော့ error ရှိကန်တော့မှတောင်းယူတဲ့စက်ရုံကိုရှာနေတယ်ဆိုလို့ရှိရင်တော့ emission ကိုနှမ်းခဲ့ပါကျွန်တော်အပြေးတန်းတကားဖွင့်ထားပါတယ်ခင်ဗျာကျေးဇူးပါ